ပြောလေ ဟုတ်ကဲ့ဟိုလေကျွန်တော်အိမ်တော်ပြုရင်ကောင်းမလားလို့ မလေးကောင်းတာပေါ့ရှင်ကိုဝင်းမောင်ကြီးကလေအဆဆရရပြည့်စုံနေပြီပဲအိမ်သူတထားစနီးမရပဲလို့တော့တာကိုဝင်းမောင်သဘောကျနေတဲ့မိန်းကလေးတော့ရှိမှာပေါ့ ဟုတ်ကဲ့ရှိပါတယ်ညလုံးလို့မရှိဘူးပြောအောင်မယ် မလေးပြောပါစိတ်ချလက်ချတာပြောပါကိုဝင်းမောင်သဘောကျနေတာဘယ်သူများပါလဲ ဟုတ်ကဲ့ကျွန်တော်လည်းပြောမယ်နဲ့ချိန်ဆနေတာကြာပါပြီအမကြီးတို့များစိတ်များဆိုးသွားမလားဆိုပြီးတော့ ဘာစိတ်ဆိုးစရာရှိလဲပြောမှသာပြောစမ်းပါ ဟုတ်ကဲ့နားနဲ့မနာဖွားနဲ့နာပါအမကြီးရယ်ကျွန်တော်သဘောကျနေတာလေပြောတော့မယ်နော် ပြောပါကျွန်တော်အမကြီးကိုလက်ထပ်ပြရစေလေ ဘာ ပြောလက်စားနဲ့ဆက်ပြောပြစီအမကြီးရယ်အမကြီးကိုကျွန်တော်မြစ်တာရှိနေကြကြပါပြီညလုံးလို့မင်္ဂလာဆောင်ပါလေအမကြီးနဲ့ကျွန်တော်လူချင်းဝင်တိုက်ပြီးတော့အမကြီးကဦးဝင်းမောင်နဲ့ငါနဲ့ညာဆိုပြီးတော့ရောင်လက်ခရက်ကျွန်တော်စိတ်ဝင်စားခဲ့တာပါအမကြီးလေအမကြီးတို့မိသားစုအားလုံးကျွန်တော်တာဝန်ယူပြရတယ်ညလုံးရုံနဲ့ကိုသမီးလေးတို့ကျွန်တော်ဆောင်းဆုံးပြရ